ဒီလမ်းကလူတွေထက်ခြားရရပုံများရဲ့မောင်ကြီးကြီးပေါ်မှာလူလိမ့်သွားပြီးတော့ပြန်ထမှာစိုက်ကားဆရာရောစိုက်ကားကြီးရောလုံးဝမရှိတော့ကျွန်တော်လည်းအော်ဟစ်ပြီးတော့နောက်ကိုလုံးဝလှည့်မကြည့်ပဲနဲ့ကျွန်တော်ပြေးရတာပါပဲအားလုံးပဲမင်္ဂလာပါ Cherry and Bluff ကနေပြီးတော့တင်ဆက်ပေးနေတဲ့ Pralog ကအတွေ့အကြုံများဆိုတဲ့အပိုင်း3ကိုအခုအစားပြီးတော့ပြန်လဲတင်ဆက်ခွင့်ပြုပါခင်ဗျာဒီဖြစ်ပျက်လေးကလွန်ခဲ့တဲ့10နှစ်ကျော်လောက်ကဖြစ်ခဲ့တဲ့အဖြစ်ပျက်လေးဖြစ်ပြီးတော့အလုပ်ကိစ္စနဲ့မြင်းညံမျိုးကိုတွားရင်းနဲ့ဖြစ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီကမီးပြတ်နေပြီးတော့ကျွန်တော်ကမြင်းညံမျိုးဘက်အချမ်းဆွန်းလုံးဆိုတာရှိပါတယ်။လမ်းသုံးကဆုံတဲ့နာကနာမည်ကြီးစားတောက်ဆိုင်တစ်ခုကနေပြီးတော့ထွက်ခဲ့တာပါ။အလုပ်ကိစ္စစကားပြောပြီးတော့မိုးကအရန်ချုပ်နေပါပြီ။လမ်းပေါ်မှာလည်းဆိုင်ကယ်ကတစ်စီးစားနှစ်စီးစားပဲရှိရတာဖြစ်ပြီးတော့ကျွန်တော်တယောက်တည်းလမ်းပေါ်မှာပဲရှိရတာပါ။ဖြစ်ချင်တော့အဲ့ဒီကကျွန်တော်မနေ့ကျရင်စားဖို့အတွက်ဆိုပြီးတော့ခောက်ဆွဲကြော်တစ်ထုပ်ကိုလက်မှာပါဆယ်ဆွဲလာခဲ့ပါတယ်။ပတ်ဝန်းကျင်ကတိတ်ဆိတ်လွန်းနေပြီးတော့ညနေကြောင်သတိပေးနေပါတယ်။ဆိုင်ထဲကအတန်အချို့တော့ချားနေရတာမလို့ကြောက်စရာတော့တိတ်မရှိဘူးလို့ပဲထင်ခဲ့တာပါ။ဆိုင်ကယ်ကယ်ရီငါ့ကိုကြည့်တော့လည်းမရှိရနဲ့စိုက်ကားလေးပါလေးမလာတော့လားဆိုပြီးတော့ကျွန်တော်တွေးနေမိလိုက်ပါတယ်။စိတ်ပြက်လက်ပြက်နဲ့ကျွန်တော်လက်ကနာရီကိုကြည့်နေတဲ့အချိန်မှာပဲလမ်းကွေတွေကနေပြီးတော့ဂျီဆိုရဲအတန်နဲ့အတူစိုက်ကားတစ်စီးကတဖြည်းဖြည်းချင်းနဲ့ထွက်လာပါတယ်။စိုက်ကားဆရာကခမောက်လို့အုတ်ထုတ်တစ်လုံးကိုစောင်းထားပြီးတော့သူ့မျက်နှာကတိချာမမြင်ရပါဘူး။အဲ့မှာကျွန်တော်ကလည်းတားလိုက်ပြီးတော့ကျွန်တော်ကိုဒီဂရီကောလိပ်နာအဆောင်တစ်ခုပို့ပေးလို့ရမလားမသိဘူးဆိုပြီးတော့လိပ်စာကိုပြောပြလိုက်ပါတယ်။စိုက်ကားဆရာကစကားပြတ်မပြောဘဲနဲ့ခေါင်းမဲညှိမ့်ပြပါတယ်။ကျွန်တော်လည်းစိုက်ကားပေါ်တက်ထိုင်ပြီးတော့လိုက်လာခဲ့ပါတယ်။ကျွန်တော်စီးလိုက်လာရင်းနဲ့စိုက်ကားဆရာရဲ့ကျွန်တော်ရဲ့မြို့ပြင်ဘက်လူပြတ်တဲ့လမ်းမကြီးပေါ်ကိုထွက်လာခဲ့ပါတယ်။ဒီဘက်မှာကညဘက်ဆိုရင်လူသိမ့်မသွားကြဘူးလားဦးလေးဆိုပြီးပြင်းတာနဲ့စကားစားလိုက်ပေမဲ့စိုက်ကားဆရာဘာမှပြန်ပြီးတော့မပြောခဲ့ပါဘူး။ခဏကြာတော့စိုက်ကားဆရာအတန်အော်အော်ကြီးနဲ့ကျွန်တော်ကိုစကားစပြီးတော့ပြောလာပါတယ်။ဒီလမ်းကလူတွေထက်အခြားရာတွေကပုံများတဲ့မောင်ကြီးအဲဆိုတော့ကျွန်တော်လည်းကြက်သေးတွေထသွားပါတယ်။အဲ့ချိန်မှာပဲစိုက်ကားဘေးကက်လျက်လမ်းမကြီးခက်ဝေးဝေးကနေပြီးတော့အမျိုးသမီးတူလမ်းလျှောက်လာတာကိုမြင်လိုက်ရပါတယ်။စိတ်ထဲကနေပြီးတော့ဒီမိမကြီးညာကြီးမိုးချုပ်တယောက်တည်းမကြောက်ဘူးလားမသိဘူး။အိမ်မြက်ပြန်နေရလားဘာလုံးနေရလဲဆိုပြီးတော့တွေးလိုက်မိပါသေးတယ်။စက္ကန့်ပိုင်းလေးအတွင်းမှာပဲခြုံရနေပြီးကြော်ပြီးတော့အိမ်မိမကြီးကိုတခြားမြင်ရတဲ့နေရာကိုရောက်တော့အိမ်မိမကြီးရဲ့ခြေထောက်တွေကမြေကြီးနဲ့လုံးဝမထိပဲနဲ့လွတ်နေတယ်လို့ကြီးမြင်လိုက်ရပါတယ်။ကျွန်တော်လည်းလမ်းဖြတ်ပြီးတော့ရှေ့တက်တဲ့ကိုပြန်ကြည့်ရင်းနဲ့စိတ်ထဲမှာတော့ငါတော့တရေချောက်ခံရပြီးထင်တယ်ဆိုပြီးအရင်ကကြောက်သွားတာပါနည်းနည်းခလန်းလန်းရောက်တော့စိတ်ထဲတီးကျင်လာနဲ့လှည့်ကြည့်လိုက်တော့ခုနအမျိုးသမီးကမရှိတော့ပါဘူးကျွန်တော်လည်းစိုက်ကားစီကဦးလေးကြီးကိုဦးလေးခုနအမျိုးသမီးတယောက်ကိုမြင်လိုက်သေးလားမသိဘူးဆိုပြီးမေးလိုက်ခါမှစိုက်ကားစီကနေပြီးတော့ချက်ချင်းကိုဘရိတ်အုပ်ချလိုက်ပါတယ်ဒါပေမဲ့အဲ့စိုက်ကားစီကြီးကကျွန်တော်ကိုမကြည့်ပဲနဲ့မောင်ရင်တခုခုမြင်ရတိုင်းလိုက်မကြည့်နဲ့လေကိုနောက်မှာပါလာတတ်တယ်အဲ့စကားကြီးကိုကြားလိုက်ရတော့ကျွန်တော်တေမတက်ကိုဖြစ်သွားပါတယ်ကျွန်တော်တို့ကလုံးသွေးတွေရှိနေရလားတော့မှမသိတော့ပါဘူးအဲ့ချိန်မှာပဲကျွန်တော်စိတ်ထဲမှာတမျိုးကြီးဖြစ်လာပြီးတော့အနောက်မှာလူတစ်ယောက်ကကြောချင်းကက်ပြီးတော့ရှိနေတယ်လို့မျိုးခံစားလိုက်ရပါတယ်အဲ့မှာကျွန်တော်ကဦးလေးမြင်မြင်လေးနင်းပေးပါလားကျွန်တော်အိမ်သာတက်ချင်လာလို့ပါဆိုပြီးပြောလိုက်တော့စိုက်ကားဆရာကျွန်တော်ဘက်ကိုဖြည်းဖြည်းချင်းပဲလှည့်လာပါတယ်အဲ့မှာမြင်လိုက်ရတာစိုက်ကားဆရာရဲ့မျက်နှာအသေးချာမမြင်ရဘဲနဲ့ဝါတာတာကြီးဖြစ်နေတာပါကျွန်တော်လည်းအော်ဟစ်ပြီးတော့စိုက်ကားပေါ်ကနေပြီးတော့ခုန်ချလိုက်ပါတယ်မြေကြီးပေါ်မှာလူလိမ့်သွားပြီးတော့ပြန်ထမှာစိုက်ကားဆရာရောစိုက်ကားကြီးရောလုံးဝမရှိတော့ပါဘူးကျွန်တော်လည်းအော်ဟစ်ပြီးတော့နောက်ကိုလုံးဝလှည့်မကြည့်ပဲနဲ့ကျွန်တော်ပြေးတော့တာပါပဲကျွန်တော်လည်းအဲ့လမ်းမကြီးအတိုင်းကိုပြေးနေရှေ့ကလန်းလန်းစီမှာလက်ဖေးဆိုင်တစ်ဆိုင်တွေ့ရတယ်ကျွန်တော်အဲ့ကိုရအောင်သွားခဲ့ပါတယ်ဆိုင်ကပိတ်နေဖြစ်နေပြီးတော့အဲ့မှာဇဝဲတို့ညီလေးတွေနဲ့အတန်နေကြီးနေတဲ့အမိုင်းနှစ်ယောက်ရှိနေပါတယ်ကျွန်တော်လည်းဖြေချောင်းကုံစင်ပြောပြတော့အမကြီးကဖျားစင်ပေါ်ကပြေးရီကိုယူပြီးတော့တိုက်ပါတယ်ပြီးမှကျွန်တော်ပြောတာမလေးအဲ့နာကရစီတင်ញိုင်ဟောင်းဆိုတာတဲ့ပြီးတော့ကျွန်တော်ကကန်ကောင်းလို့ဒီလောက်လေးပဲဖြစ်တာဆိုတဲ့အကြောင်းကျွန်တော်ပြောလာပါတယ်အဲ့နောက်ကျွန်တော်ကိုဆိုင်ကညီလေးတယောက်ကဆိုင်ကယ်နဲ့တဲတဲ့အဆောင်ထီကိုလိုက်ပြီးတော့ပို့ပေးပါတယ်အဆောင်ရောက်မှကျွန်တော်သိတာကကျွန်တော်ရဲ့ခောက်ဆွဲကြော်တုတ်ကြီးကပါမလာတော့ပါဘူးဒီဖြစ်ပျက်လေးကိုပေးပို့လာတဲ့အကိုကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီမြင်းညံသားဆိုတော့ပေါ့နော်အဲ့နယ်လေးကကျန်းတာကိုကျွန်တော်သိရပေါ့နော်ပြီးတော့ဒီတိုင်းတွေ့တာမဟုတ်ဘဲနဲ့စိုက်ကားအထိပါစီးရတာဆိုတော့ဟိုတကယ်လားဆိုပြီးတော့ပို့ပြီးကွန့်ပြီးပြောထားတာဆိုတာလည်းဟိုရှိမယ်လို့ထင်ပါတယ်ဟိုကျွန်တော်ငငယ်ကြားဦးတာတော့ဟ
အဲ့ရဲစီကွေ့မှာစိုက်ကားတစ်စီးပေါ့နော်ပကံဘက်ကိုလာတဲ့ဒီကုံတင်ကားနဲ့တိုက်မိပြီးတော့ပွဲချင်းပြီးဒီစိုက်ကားဆရာစုံသွားဘူးတယ်ဆိုတာတော့ကျွန်တော်ကြားဘူးနောက်တော့ရှိပါတယ်ပြီးတော့ဒီအဖြစ်ပြက်ကိုဖြစ်ခဲ့တာလဲ10နှစ်လောက်ရှိပြီပေါ့နော်အဲ့မှာကျွန်တော်တို့ငငယ်ရဆိုရင်ဒါနိဗ္ဗာန်ရင်ကားတစ်စီးကဘယ်လိုပြောမလဲဘက်ထရီတွေပါရမရှိတော့ဘောနော်ဒီတိုင်းစွန့်ပစ်ထားတဲ့နိဗ္ဗာန်ရင်ကားတစ်စီးကသူ့လိုဆက်နိုးပြီးတော့မောင်းဘယ်လိုပြောမလဲဆက်တွေနှိုးနေရပေါ့နော်အဲ့လိုပုံစံမျိုးတွေပါညာလဲကြော်ကြားဘူးပါတယ်ဒါကျွန်တော်ကြုံလို့ပြတာပါနောက်ဗီဒီယိုတစ်ပုဒ်ကျန်သေးတယ်အလုပ်ကိစ္စနဲ့နေမျိုးလေးတစ်မျိုးကိုသွားရင်မိုးချုပ်သွားတာကြောင့်မလို့မျိုးစုံကရှေးရောက်ဟိုတယ်တစ်ခုမှာတဲဖို့ဆုံးဖြတ်လိုက်ရပါတယ်ဟိုတယ်ကတိတ်ဆိတ်နေပြီးတော့အဲ့ကျိုစင်းသွန်းတဲ့အခါမှာဝန်ထမ်းကထူးထူးခြားခြားစကားတခွန်းပြောလာပါတယ်အကိုညဘက်ဘသူတကားလာခောက်တကားလုံးဝမဖွင့်ပေးပါနဲ့နော်အခြားခန်းတွေကလည်းပြည့်နေရမလို့ဒီခန်းပဲလွတ်တာမလို့ပါဆိုပြီးတော့ပြောလာပါတယ်ကျွန်တော်လည်းပင်မနေရတဲ့ကြောင်အခြားဟိုတယ်တွေကသွားဖို့ဟာညမိုးချုပ်နေပြီမလို့ဝန်ထမ်းရဲ့စကားကိုသိကူးမဆိုင်ဖဲနဲ့အခန်း434တဲကိုဝင်ခဲ့လိုက်ပါတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်းတရေပါညာဆိုတာကိုအယုံကြည်မရှိတဲ့လူမျိုးပါဒါပေမဲ့အဲ့ဒီညမှာပဲကျွန်တော်ရဲ့တဘောအလုံးမေးလို့မရတော့မဲ့အဖြစ်ပြက်ကြီးနဲ့ကြုံခဲ့ရတာပါညနေနိုင်လောက်မှာကျွန်တော်အိယာအပြောင်းလဲကြောင်ရောရက်တောက်ထားတာမလို့ရင်ပူတာရောကြောင်မလို့နိုးလာခဲ့ပါတယ်ရေခဲတက်တာတွေကရေတံဘူးကိုတောက်နေတော့အခန်းထဲမှာလည်းအဲကွန်းကဖွင့်မထားဘဲနဲ့ပုံမှန်ထက်ပိုပြီးတော့အေးစိမ့်နေတဲ့အရာဓာတ်ကြီးကိုကျွန်တော်ခံစားမိလိုက်ရပါတယ်အဲ့လိုနဲ့တွေးနေတော့မှပဲရေချိုးကန်းထဲကနေပြီးတော့ဝေါဆိုရဲရေပန်းဖွင့်တဲ့အတန်ကိုကျွန်တော်ချားလိုက်ရပါတယ်ဟာဘလို့ဖြစ်တာပါလဲဆိုပြီးကျွန်တော်တွေးလိုက်မိပြီးတော့ရေချိုးကန်းထဲကိုဝင်ပြီးတော့ရေပန်းကိုကြည့်လိုက်တဲ့အခါကျတော့ရေပန်းပွင့်လည်းမနေပါဘူးရေစက်တွေကကျနေတာမျိုးလည်းမရှိဘဲနဲ့လုံးဝအောက်ကလုံးဝကိုခြောက်ကပ်နေတာပါကျွန်တော်လည်းရေချိုးကန်းထဲကနေပြီးတော့ထွက်လာပြီးတော့အဲ့ဟာပေါ်မှာလှည့်နေလိုက်ပါတယ်အဲ့ချိန်မှာပဲဂရင်အောက်ကနေပြီးတော့ချွီဆိုတဲ့အတန်နဲ့တူတစုံတယောက်ကဂရင်ကိုအောက်ကနေပြီးတော့လှုပ်နေလိုက်တယ်လို့မျိုးတုံသွားပါတယ်ဂရင်အောက်ကိုဖြတ်ခနဲငုံကြည့်လိုက်တော့ဘာမှမရှိနေပါဘူးအဲ့မှာပြန်ပြီးတော့အထဂရင်ဘေးကဆိုဖာပေါ်မှာလူတယောက်ထိုင်နေတယ်လို့မျိုးဖြတ်ခနဲအရေးကိုမြင်လိုက်ရပါတယ်ဟိုတယ်ဝန်ထမ်းတွေဝတ်တဲ့ယူနီဖောင်းလိုအကြောင်မျိုးကိုကျွန်တော်မြင်လိုက်ရတာပါအဲ့ဒီမှာအရန်ကိုကြောက်လန့်သွားပြီးတော့ဆောင်းကိုခေါင်းမူးချုံပြီးရအောင်ပြန်အိပ်ဖို့ကြိုးစားလိုက်ပါတယ်ရေချိုးကန်းတွေကရေပန်းဖွင့်တဲ့အတန်ကိုလည်းထက်ကြားနေရပေမဲ့ရသမျှဖျားစာချိုရွတ်နေရင်းနဲ့ခုနကအိတ်ဆက်နေတဲ့အခန်းကအခုကျတော့လည်းအရန်ပူလွန်းလာတယ်လို့မျိုးကျွန်တော်ခံစားလိုက်ရပါတယ်အဲ့ချိန်မှာတကားခောက်တန်ကြားပြီးတော့အခုအဆင်ပြေလားဆိုတော့မေးတန်တက်တက်လေးကိုကျွန်တော်ကြားလိုက်ရပါတယ်ကျွန်တော်ကလည်းပြုံးဆိုဆောင်နေကနေပြီးပြေးထွက်ပြီးတော့အခန်းတကားကိုဆွဲခွတ်လိုက်တော့အပြင်မှာဘယ်သူမှရှိမနေပါဘူးကျွန်တော်စီကိုလေအေးလေးတစ်ခုဖြတ်သွားတယ်လို့ခံစားလိုက်ရပြီးတော့ကျွန်တော်စိတ်ထဲနောက်ကိုအရန်လှည့်ကြည့်ခြင်းနဲ့စိတ်ဖြစ်လာပါတယ်အဲ့နဲ့ကျွန်တော်လည်းနောက်ကိုလှည့်ကြည့်လိုက်တော့တွေးလိုက်ရတာကလူတစ်ယောက်ကအိယာဘေးနားမှာရပ်နေတာပါခုနကရေးရေးလေးမြင်လိုက်ရတဲ့အရေးဟာတကယ်ကိုဝန်ထမ်းတွေရဲ့ယူနီဖောင်းကြီးနဲ့ကိုရပ်နေတာပါမျက်နှာကိုတော့ကျွန်တော်တခြားမမြင်ရပေမဲ့အခန်းထဲကိုပြန်ဝင်တော့ပဲနဲ့ကျွန်တော်အောက်ထက်က reception ကိုလုံးဝပြေးပြီးတော့ဆင်းရပါတော့တယ်အောက်ထက်မှာလူမရှိရတဲ့ဘဲတီခေါ်တော့အဖိုးကြီးတယောက်ထွက်လာပြီးတော့ဖြစ်ချောင်းကုန်စင်ကိုအဲ့ဖို့ပြလိုက်ပါတယ်အဲ့ဖို့ဟာကျွန်တော်တူတူလိုက်လာပြီးအခန်းထဲကပစ္စည်းတွေကိုလိုက်ယူပေးပါတယ်အဲ့ညမှာကျွန်တော်ကအောက်ထက်ကအေကန်းလိုဟာမှာပဲအိတ်ခဲ့ရပါတယ်အပြင်ပြန်တော့ဖို့မလွယ်ကူတာတဲ့တကြောင်ရဲ့အဖိုးကလည်းသူကညားဆောင်မို့အတူတူရှိနေပေးမယ်ဆိုတာကြောင့်ကျွန်တော်မိုးလင်းကန်ဒီမှာအဲ့ဟိုတယ်ကနေပြီးတော့ထွက်လာခဲ့ပါတယ်ဘယ်မျိုးကဟိုတယ်လဲဆိုတာကိုနာမည်တွေပါတယ်နဲ့ကျွန်တော်ပြောပြချင်ပေမဲ့လည်းအခုချိန်ထိအဲ့နာမည်နဲ့ဟိုတယ်ကရှိနေသေးရမလို့မပြောပြတော့ပါဘူးအဲ့မျိုးရောက်တိုင်းလဲရှေ့ကနေပြီးတော့ဖြတ်သွားနေတော့မှာပဲအခုချိန်မှာရောဘလို့ချင်းနေရှိနေလဲဆိုတာတော့ကျွန်တော်တခြားမသိပေမဲ့ကျွန်တော်ကြုံတွေ့ရတဲ့အဖြစ်အပျက်လေးကိုပေးပို့လိုက်ရပါတယ်ဆိုတော့ပေးပို့လာတဲ့ညီလေးလားအကိုလားပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ဒီနေ့ကတော့ဒီဇလန်လေးနှစ်ပုဒ်ကိုပဲပြပြပေးသွားမှာဖြစ်ပါတယ်ဇလန်လေးပေါ့နော်မဖက်ပြပြတာလဲကြာပြီဖြစ်တဲ့အတွက်ကြောင့်မလို့အမားယုံလေးတွေပါသွားတယ်ဆိုရင်လေကျွန်တော်အနေနဲ့တောင်းပန်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်ဇလန်ကောင်းတွေများစွာကိုလည်းပေးပို့လာတဲ့သူတွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ပရာလောကအတွေ့အကြုံများဆိုတဲ့အစီအစဉ်လေးမှာဇလန်ကောင်းတွေကိုပေးပို့ခြင်းတဲ့သူတွေအနေနဲ့ကျွန်တော်ရဲ့ဒီအောက်မှာပြထားပေးရဲပေါ့နော်ဒီ Viber ဖုန်းနံပါတ်ကိုဖြစ်စေ Telegram ဖုန်းနံပါတ်ကိုဖြစ်စေပေါ့နော်ကျွန်တော်ကိုဇလန်ကောင်းလေးတွေပေးပို့ပေးလို့ရပါတယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်ခင်ဗျာ
let me introduce you first say with all the nya atwa photograph videograph I'm a cherry and is the best memory flashback we just create with us wedding track and we so let's just create with us jaku ye ne patta line ba lo jin le pyo pit san cherry and production ma alo yare all in one toss the brand of mobu yoji like can jack a positive flag of the chang a do the ba jai de commercial solid rap father mother brother sister alo phit si ya me tata nana cha cha ya ya berry ga le service pe de kha kha ya ya mama wa wa la